ဘာလို့ရုပ်ဆွဲဆိုပြီးစောက်ထင်မတင်နဲ့ငါတို့ရုပ်လဲဆိုးတယ်အဖုတ်လဲလို့အချိန်တန်ရနဲ့ထိုင်သွားလိမ့်မယ်ငါခွန်းလို့ပါတယ်ဒီရင်ဘက်ထဲကတော့နားတယ်တခုထမှမယ်တသက်စနှုတ်ဆက်ပါတယ်ငါစီဖုန်းမဆက်ပါနဲ့တော့ရှင်ဘက်ကြီးနဲ့ပေါင်းတာတဲ့မင်းခွေးစကားတွေတိတ်ပြောတာပဲ